မင်္ဂလာပါရှင်ရွှေရုပ်ကအခုဆိုရင်ရွှေပြည်သာသရအစင်းမှာရှိတဲ့ငွေပင်လယ်စက်မှုဇုံနဲ့ဟာမဟာတေဇာမှုနိငွေပင်လယ်ဖျားကိုရောက်ရှိနေပါတယ်ရှင်ဒါစက်မှုဇုံတွေကနေဝင်လာတဲ့လမ်းလေးပါရှင်အများကြီးမဝင်ရပါဘူးနည်းနည်းပဲဝင်ရပါတယ်ဒါကတော့ဖျားချဲမှာဈေးဆိုင်ရန်လေးပေါ့နော်အကုန်စားတော့ဆိုင်လေးအကုန်ရှိပါတယ်ဆိုင်လဲတော်တော်များများလေးရှိပါတယ်အနည်းဆုံးတော့9ဆိုင်10ဆိုင်လောက်တော့ရှိမလားမသိပါဘူးရှင်ဒါဝင်ချင်းအပေါက်ကိုပြန်ရိုက်ပြထားတာပါဒါကတော့ตายရတယ်ပေါ့နော်ညနေဆောင်နေမနဲ့အစိုးရသွားရတော့ဒီမှာလေးတဖြူဖြူနဲ့မြည်ရည်တွေလည်းမြည်နေရပေါ့နော်ရှည်ပြင်းကိုလည်းမြည်ရလေးရတိုက်တယ်အတွဲတွေလည်းရှိတယ်မိသားစုတွေလည်းရှိတယ်လာကြတယ်ပေါ့နော်အဲ့မှာကျမကမသိတဲ့သူတွေကိုလည်းသိစေခြင်းနဲ့စိတ်ဆန္ဒလေးတစ်ခုနဲ့ရှင်းပြစရာလေးတစ်ခုပြောပြစရာလေးတစ်ခုရှိပါတယ်ရှင်ဒီနေရာလေးကိုအပန်းဖြည့်အနားကြီးကိုသွားရင်လည်းရတယ်ဖျားဖိုးကြီးနဲ့ပေါ့နော်အဲ့ဒါလေးကိုလည်းပြောချင်တာပါအဲ့ဒါပြီးတော့ကျမကဒီဖျားရဲ့မဦးကမှရှိနေတဲ့ဗျာလဆိုတဲ့ရုပ်တုလေးအကြောင်းရှင်းပြချင်တာဖြစ်ပါတယ်ရှင်ဗျာလဆိုတဲ့ဝေါ်ဟာရပေါ့နော်တက္ကတအဘိဓမ္နဲ့ဟိန္ဒူအဘိဓမ္တို့မှာတဲ့ဝရအာလကိုသင်္ကုတ်ပြုပြီးတော့ဗျာလလို့အတန်ထွက်ပါတယ်ပေါ့နော်၎င်းကိုအဓိပ္ပာယ်ဖွင့်ဆိုရမှာပေါ့နော်ကြားဟူ၍၎င်းမွေနဂါဟူ၍၎င်းလင်းယုံဝဝဝင်ဟူ၍၎င်းဂလုံဟူ၍၎င်းဘယင်ဟူ၍၎င်းတတ္တလောကထဲမှာတကိုးရှိတဲ့ကြီးမားတဲ့တရားများကိုဖော်ပြထားရလို့သိရပါတယ်ရခိုင်ယဉ်ကျေးမှုအရာဗျာလဆိုတဲ့ဝဟာရတကိုးရှိသောအယုံများကိုပေါင်းဆက်ရောနှောထားသောတန်မိတကရုပ်ဖြစ်ပေါ့နော်ဖြစ်တယ်လို့သိရတယ်ပေါ့နော်ဗျာလာကိုတဲ့တရဝါ6မျိုးရဲ့ကောင်းမြတ်သောခွန်အားစွမ်းအင်ရှိသောတရဝါတို့ရဲ့အစိတ်အပိုင်းများနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်တဲ့တရဝါ6မျိုးရဲ့အစိတ်အပိုင်းများနဲ့ပေါင်းစပ်ထားခြင်းကြောင့်နာဝရူပဗျာလာလို့လည်းခေါ်ကြတယ်နာဝရူပဗျာလာရုပ်တွင်ရုပ်မှာပေါ့နော်ပါရှိတဲ့တရဝါ6မျိုးရဲ့အစိတ်အပိုင်းတွေကိုပြောပြပါမယ်ရှင်အဲ့ဒီမှာပါတဲ့အစိပ်ပိုင်းတွေရောငကားအမောက်သို့မဟုတ်စင်နှမောင်းသမီးမျက်လုံးကြန့်ချိုတစ်ချောင်းကြက်တူရွေးရှာချူးကိုသို့မဟုတ်ငချင်းကွက်စာမီအမီသို့မဟုတ်တောင်းအမီစင်နရွက်သို့မဟုတ်မြင်းနရွက်ကြားအဆွဲချင်းသေးလက်ခြေကောင်းလေဆန်သို့မဟုတ်ကရဝိတ်ငှက်ရဲ့လေဆန်တို့ဖြစ်တယ်လို့လည်းသိရတယ်ပေါ့နော်အဲ့လိုမျိုးထူးခြားတဲ့စွမ်းအင်ရှိတဲ့အစိပ်ပိုင်းများကိုတကောင်နဲ့ဖြစ်အောင်ပေါင်းဆက်ထားခြင်းမှာလဲဗျာလတရဝါရဲ့ထူးခြားတဲ့ရည်ညွှန်းထားတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်ပေါ့နော်ဗျာလမှာပါဝင်တဲ့အစိပ်ပိုင်းများအနဲ့ကျတုရွေးရှာကစကားပရိယေကျွဲဝခြင်းကို၎င်းတောင်းအမိကလှပတင်နေခြင်းကို၎င်းမြင်းနှရွက်ကအကြားအာယုံထမျက်ခြင်းကို၎င်းတမိမျက်လုံးကအမြင်အာယုံဆူးရှခြင်းကို၎င်းငါးရဲ့ကိုယ်ထဲကပေါ့နော်လှင်ပြန်ဖြက်လက်ခြင်းကို၎င်းကြံ့ချိုကြားဆွဲချင်းတိလဝါစင်နှမောင်းတို့ကလည်းအတီးတီးတို့သိတယ်အတီးတီးကိုစားပြုထားတယ်လို့သိရတယ်ပေါ့နော်အဆိုပါပေါ့နော်ဒီ6မျိုးနဲ့တစားစင်ထားတဲ့တတဝါကိုသူတို့ရဲ့အိမ်တွေမှာထားရှိပြီးတော့ထားရှိခြင်းဖြစ်ပေါ့နော်အပြာလောတဲ့ဘေးဥပတ်မဖြစ်စေတဲ့လာဘောလက်လာပါကိုဖြစ်စေသည်ဟုရခိုင်လူမျိုးတို့ကယုံကြည်တက်ဝင်ပြီးတော့ထားရှိတယ်လို့လည်းသိရပါတယ်ရှင်ဒါကတော့ရွှေရုပ်တီးသလောက်ကလေးပြန်လေမျှဝေပေးခြင်းဖြစ်ပါတယ်ရှင်မှားရင်းတာလေးတွေပါနေမယ်ပြောတာဆိုတော့မှားတာလေးတွေပါခဲ့မယ်ဆိုရင်လည်းပဲခွင့်လို့တီးခံပြီးတော့နားထောင်ပေးကြပါလို့စေတနာနဲ့ပဲဒီဗီဒီယိုလေးကိုရိုက်ကူးပြီးတော့တင်ဆက်ပေးခြင်းဖြစ်ပါတယ်ဒီဗျာလာဆိုတဲ့အကြောင်းအရာလေးကိုလည်းရွှေကိုယ်တိုင်တကယ်ကိုမသိတာဖြစ်ပါတယ်တတိချာချာလေးဒီရုပ်ထုကထူးဆန်းနေတဲ့အတွက်ဒီရုပ်ထုလေးနဲ့လိုက်ပြီးရှာဖွေပြီးတော့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးခြင်းဖြစ်ပါတယ်ရှင်တကယ်ချင်းတို့လည်းအဲ့ဒီရုပ်ထုလေးကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်ရွှေပြည်သာတရားအစင်းပေါ့နော်ဒီရွှေပြည်သာတရားအစင်းကငွေပင်လက်စမှုစုံတွေကနေသွားလို့ရှိရင်မဟာဒေဇမှုနိဖျားလို့ဆိုတာရှိပါတယ်အဲ့ဖျားဝင်းထဲကိုသွားလို့ရှိရင်တွေ့ရမှာဖြစ်ပါတယ်အဲ့ဖျားဝင်းထဲမှာဆိုလို့ရှိရင်တငယ်ချင်းတွေမိတ်ဆွေတွေဒါမှမဟုတ်အဲ့လိုမျိုးပေါ့နော်ဟိုကိုအင်ရတတမမီတွေနဲ့ပဲဖြစ်ဖြစ်ချစ်သူကြီးစားတွေပဲဖြစ်ဖြစ်တွားရောက်လဲပတ်လို့ရှိရင်တော်တော်ကိုအေးချမ်းတာယာပျော်ရွှင်စရာကောင်းပါတယ်ရှင်
ကျမလည်းအဲ့ဖျားကိုအရင်တော့ဆိုရင်ခွေးစာကျွေးပြီးတော့ခွေးစာတော်ကျွေးတယ်တော့ခွေးသေးသေးလေးအများကြီးရှိလို့ခွေးစာတော်ကျွေးနေခဏခဏရောက်ပါတယ်ဒါပေမဲ့အခုတစ်ခါသွားတဲ့အချိန်မှာတော့ဒီဖျားရဲ့အရှိကဒီဇောင်းတန်းလေးမှာရှိတဲ့ဒီရုပ်ထုလေးကိုထူးထူးခြားခြားသတိထားမိပြီးတော့ဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ရှင်အမားအရွေးနေပါခဲ့ရင်လည်းခွင့်လို့ပေးကြပါနော်တီးပြီးသားလူတွေကလည်းလိုအပ်တာလေးရှိလို့ရှိရင်နားလည်းပေးပြီးတော့ဖြည့်ဆွတ်ပြီးနားထောင်ပေးကြပါလို့မသိသေးတဲ့လူတွေကိုလည်းသိစေချင်တဲ့ဇာတ်နာလေးနဲ့ပြောပြခြင်းဖြစ်ပါတယ်ရှင်အဲ့နေရာလေးကိုသွားမယ်ဆိုရင်တနေ့ကုန်လဲနေလို့ရတယ်အဲ့အာဝါဒလည်းအရန်ကောင်းပါတယ်ဖះရဲ့ဇီရီရဲ့ဘေးပပတ်လေမှာတစ်ပင်အရိတ်တွေအေးချမ်းနေရပဲအေးမြတာပဲဘေးကနေပြီးတော့ရေပင်ကနေတိုက်တာတဲ့လေတွေရဲ့စိတ်ကမ်းမှာကတ်ထားတဲ့တင်မိုးတွေရဲ့ကြည်ရတာလဲမိုက်တယ်ပြောကြလဲကောင်းတယ်အားကြောင့်သွားရောက်ဖို့တိုက်တွန်းပါတယ်ရှင်တနေ့ကုန်မနေ့မိုးလင်းနေရထမင်းနေဟင်းနေထည့်ပြီးတော့တနေ့ကုန်သွားပြီးတော့နားနေပြီးတော့စားတောက်နေလဲရပါတယ်ရှင်အဲ့လိုမှမဟုတ်ပဲသွားရောက်လေပတ်ပြီးတော့ကိုယ့်ဘာသာကိုအမှဆိုင်လေးတွေမှာထိုင်ပြီးဝယ်ချမ်းစားလဲစားလို့ရပါတယ်ဆိုင်လေးလည်းအများကြီးရှိပါတယ်ရှင်တစ်ခေါက်လောက်ပြည့်တော့သွားကြည့်ကြပါလို့တိုက်တွန်းပါတယ်ဒီဖျားပေါ့နော်ဒီဖျားကိုမဟာဇေတမုမဟာတေဇမုနိဖျားလို့ခေါ်ပါတယ်ဒါကတော့အဲ့ဒီထဲမှာရှိတဲ့ငကယုံဖျားကြီးပေါ့နော်ငကယုံဖျားကြီးရတဲ့တက်ပေတယ်အကြီးပဲအဲ့ငကယုံဖျားရဲ့ဘေးမှာလည်းအဲ့လိုထိုင်လို့ရတဲ့ဟာတွေဒီမှာဒီလိုဟာတွေအများကြီးရှိပါတယ်ဒီမှာအရင်အေးချမ်းတယ်ဒီလမ်းဖျားဇေဒီရဲ့ဘေးပတ်လည်မှာလမ်းလျှောက်သွားရင်နေဘူးရဲ့နေရာဆိုလို့အပင်တွေမရှိတဲ့ဟိုဘက်ကန်းဆက်နားမှာပဲရှိတယ်အရေပင်နားလေးမှာပဲရှိတယ်ပေါ့နော်အမဒီမှာကြည့်အောင်ဒါဒီနေ့ကတော့ပိတ်ရက်ဆိုတော့လူတွေရှိပါတယ်ကောင်မလေးအများကြီးတွေ့ပါတယ်တော်အေးချမ်းတဲ့တငယ်ချင်းမိန်းကလေးတွေကြီးပဲဖြစ်ပေါ့နော်အုပ်စုလိုက်အဖွဲလိုက်ကလေးလာပြီးတော့အေးချမ်းလေးနေပြီးတော့ဓာတ်ပုံရိုက်လို့လည်းလှတဲ့နေရာတွေအများကြီးပဲတစ်တော်ဆိုလို့လှတဲ့နေရာတွေလည်းအများကြီးပါပဲရှင်မာစီဒီဘေးပတ်လဲမှာကိုအပင်ရိတ်တွေကိုအများကြီးပဲအရင်ဆိုရင်ရွှေရုပ်တို့ကအဲ့ဒီထဲမှာသွားပြီးတော့အိမ်ကနေထမင်းနေဟင်းနေချက်ပြီးတော့ခွေးတွေအများကြီးရှိရတဲ့အတွက်ခွေးစာသွားကျွေးပါတယ်အဲ့ဖျားထဲမှာပေါ့နော်ငါပြောရွက်ကလေးခင်းအလန်းပေါ်လေးမှာခွေးစာလေးအမြဲတမ်းကျွေးသွားပြီးတော့အခုတော့သွားတဲ့အချိန်မှာခွေးတွေတိတ်မတွေ့ရတော့ဘူးရွှေကိုလည်းသွားမကျွေးပြတာဆိုလို့ရှိရင်6လလောက်ရှိသွားပြီထင်ပါတယ်ကျမကြီးမကောင်းတာရောမသွားပြတာရောပါတာပေါ့နော်အခုတော့ဒါစိတ်ထဲမှာစိတ်ကူးပေါက်သွားပါတော့အဲ့ဖျားကိုသွားကျင်နေဆိုပြီးတော့သွားလိုက်တာပါသွားပြီးတော့တကယ်ချင်းတို့ကိုဒီနေရာလေးတွေကိုရောက်ဖို့စီခြင်းတို့ရိုက်ပြထားတာပါဒီမှာလာတယ်နော်မကြည့်ပါဘူးလာနေပါမလန်းလေးလူတွေတော်များတယ်ဒီနေ့လူမအများကြီးပဲဗီဒီယိုဖိုင်လေးကနည်းနည်းရှည်သွားရင်တောင်းပန်ပါတယ်ရှင်အပြီးထက်ထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်